လူတွေမှာစွမ်းအားနှစ်ခုရှိတယ်အဲ့စွမ်းအားနှစ်ခုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပါပြောပဋိသင်္ခါနဗလဘာဝနာဗလပဋိသင်္ခါနဗလဆိုတာပညာပဲသူကနော်ပဋိသင်္ခါနဆိုဘယ်ကိစ္စပဲဖြစ်ဖြစ်ဆင်ခြင်စဉ်းစားတာနော်ဆင်ခြင်စဉ်းစားတာဒါလို့ရင်အကျိုးအပြည့်ကိုဆင်ခြင်စဉ်းစားခုနစားတဲ့ကတဲ့တာစားမယ်ဆိုရင်အကျိုးကပါမတဲ့တာစားရင်အပြစ်ကပါနော်ကာယကမစိကမနောကနဲ့ပတ်သက်ပြီးတော့နော်ဒါလို့ရင်ဘယ်လိုအပြစ်ဖြစ်ပဲဒါလို့ရင်ဘယ်လိုအကျိုးရှိမယ်ဆိုအကျိုးအပြစ်စစ်ပြီးတော့ဆင်ញင်သုံးသပ်တာကိုပဋိသင်္ခါနလို့ခေါ်ဘာဖြစ်ဆင်ញင်တို့တရားရှိရမယ်ပြောတာနော်ဘာဝနာပလဆိုတာအသိဉာဏ်တိုးတက်အောင်လေ့ကျင့်ရမယ်ဥပမာတတိကိုလေ့ကျင့်တဲ့အခါထွက်လေဝင်လေမှတ်ပြီးတတိကိုလေ့ကျင့်တယ်အသိဉာဏ်တွေတိုးတက်လာအောင်လေ့ကျင့်တယ်အဲ့ဒါကိုဘာဝနာပလလို့ခေါ်တယ်ပဋိသင်္ခါနပလဘာဝနာပလမကောင်းမှုဒုစရိုက်တွေလုပ်လို့ရှိရင်မကောင်းမှုဒုစရိုက်တွေရဲ့ဆိုးကျိုးဆိုတာရှိတယ်ဒါဆင်ញင်သုံးသပ်တာဘာဝနာပလဆိုတာတတိနဲ့ပညာတွေတိုးတက်လာအောင်လေ့ကျင့်ယူတာအဲ့ဒါဘာဝနာပလအဲ့ဒါတွေကအလုံးကိုအရေးကြီးတယ်လို့သူဆိုလိုတယ်နော်